နွားလေးဟာပြားအောင်ကိုခူးနေပါတယ်။အဲ့ချိန်မှာပြားလေးကနွားလေးကိုလိုက်ကြိုက်ပါတယ်။နွားလေးကလည်းပြေးပြီးရွာသေးပြေးပါတယ်။ရွာသေးရုပ်တော့နွားလေးကလူတွေကိုအကူအညီတောင်းပါတယ်။ရွာသားတွေကတော့မကူညီကြဘူး။နွားလေးကဝမ်းနေသွားပါတယ်။အဲ့ချိန်မှာကျွဲဟာပြေးပြီးတော့နွားလေးရှိကိုလာပါတယ်။ပြီးတော့နွားလေးကိုချီပြီးအိမ်ခောက်သွားပါတယ်။ထို့နောက်နွားလေးဟာမေမျောသွားပြီးသူ့ကိုချီပြီးဆေးရုံကိုတန်းသွားပါတယ်။ဆေးရုံရောက်တော့နွားလေးကိုကတင်ပေါ်တင်လိုက်ပါတယ်။ပြီးတော့ဆရာဝန်တွေကနွားလေးကိုဆေးကုပါတယ်။ပြီးတော့ကျွဲကိုနွားလေးခန္ဓာကိုယ်မှာသွေးမရှိဘူး။သွေးပေးရမယ်လို့ပြောပါတယ်။ကျွဲကလည်းပေးမယ်လို့ပြောပါတယ်။ထို့နောက်သွေးပေးပါတယ်။သွေးပေးပြီးတော့ကျွဲဟာနွားလေးပဲချင်းနေကောင်းမလဲလို့မေးပါတယ်။နှစ်ရက်ကြာမယ်လို့ဒေါက်တာကပြောပါတယ်။ပြီးတော့ကျွဲဟာဆေးရုံမှာလည်းအိတ်လိုက်ပါတယ်။မနေ့ကျတော့ဆရာဝန်ကနိုးပါတယ်။နွားလေးကောင်းသွားပြီဆိုပြီးကျွဲကတော့သွေးပေးတာများလို့တေဆုံးသွားပါတယ်။နွားလေးကတော့အလွန်ငိုးပါတယ်။